အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မြန်မာစာ typing keyboard တွေဖြစ်တဲ့ Unicode keyboard, Soji keyboard နဲ့ပြည်တွင်းရှိတိုင်းရင်းသားဘာသာတွေအားလုံးအတွက် keyboard တွေအားလုံးကို install လုပ်ပြသွားမှာပဲဖြစ်ပါတယ်ဗျာအခုလုပ်ပြမယ့်နည်းတွေဒါဆိုရင် Windows 10 နဲ့ Windows 11နှစ်ခုလုံးမှာအတူတူပါပဲကျွန်တော်လုပ်ပြတဲ့အတိုင်းလုပ်ကြည့်လိုက်ပါဗျာကဲဒါဆိုရင်တော့စကားတွေအများကြီးမပြောပဲစလိုက်ကြအောင်ဗျအရင်ဆုံးအနေနဲ့မြန်မာစာ Unicode keyboard တွေအတွက်ဆိုရင်ဘာ software မှာသွင်းစရာမလိုပါဘူး Windows 10 နဲ့ Windows 11ရဲ့ setting ထဲမှာတစ်ခါတည်းပါပြီးသားပါ Unicode keyboard ကိုဖွင့်ဖို့အတွက်အရင်ဆုံး Windows setting ကိုဖွင့်ပါကျွန်တော်ကတော့ shortcut key ဖြစ်တဲ့ Win+I ကိုနှိပ်ပြီး Windows setting ဖွင့်လိုက်တယ်ပေါ့ဗျပြီးရင် Time and Language တွေကAdd the language ကို click ပါ Choose a language to install ရဲ့ search bar မှာ Burmese လို့ရိုက်ရှာပြီးထိတ်ဆုံးမှာပေါ်လာတဲ့မြန်မာစာကိုနှိပ်လိုက်ပြီး Next install ဆိုတာကိုစက်တိုင်းနှိပ်ပေးလိုက်ပါဒါဆိုရင်တော့အောက်က taskbar မှာENG ဆိုတဲ့ language selection လေးတက်လာပါပြီဒီမှာဆိုရင် English နဲ့မြန်မာ Unicode keyboard နှစ်ခုလုံးကိုရွေးချယ်ပြီးအသုံးပြုလို့ရပါပြီဗျကဲအခုတော့တိုင်းရင်းသားဘာသာတွေအတွက် keyboard တွေကိုအတူတူ install လုပ်ကြရအောင်အရင်ဆုံး Google Chrome သို့မဟုတ် browser တစ်ခုခုကိုဖွင့်ပါပြီးရင် Keyman Desktop download လို့ရိုက်ရှာပြီးထိတ်ဆုံးမှာပေါ်လာတဲ့ Keyman download ဆိုတာကိုနှိပ်လိုက်ပါ Keyman site ထဲရောက်သွားပြီဆိုရင် for Windows, for Mac OS နဲ့ for Android ဆိုပြီးသက်ဆိုင်ရာ operating system အလိုက်ပေါ်ပြထားတဲ့ထဲက Keyman for Windows ရဲ့အောက်က stable ရဲ့ release version ကိုနှိပ်လိုက်ပါဒါဆိုရင် download စဆွဲနေပါပြီခဏဆောင်ပေးလိုက်ပါdownload ပြီးသွားရင် click နှိပ်ပြီးဖွင့်လိုက်ပါခုလိုပွင့်လာရင်တော့ကျွန်တော်လုပ်ပြသလိုလိုက်လို့ရမှာပဲဗျဒီနေရာရောက်ရင်တော့ start key main ကိုအရင်မနှိပ်ပါနဲ့ဟုတ်လိုအပ်တဲ့ keyboard တွေစိတ်ကြိုက်ရွေးချယ်ပြီး install လုပ်ဖို့အတွက် configuration ကိုနှိပ်ပါကဲဒီမှာဆိုရင်မြန်မာ Unicode keyboard ကို default အနေနဲ့တင်ပြီးသားဖြစ်နေပါတယ်ဗျအောက်နားလေးမှာဆိုရင် install keyboard နဲ့ download keyboard ဆိုပြီးရှိနေပါတယ်download keyboard ကိုနှိပ်ပါပြီးရင်တော့ keyboard search bar မှာကိုသုံးချင်တဲ့ keyboard ကိုတင်သုံးလိုက်ရုံပါပဲကျွန်တော်ကတော့ Lisu, Shan, Mon စတဲ့ဘာသာ၃ခုရဲ့ keyboard ကိုစမ်းပြီး install လုပ်ပြထားပါတယ်ဒီနေရာမှာတစ်ခုရှိတာကရှိသမျှသော keyboard တွေအားလုံး Unicode version တွေပဲဖြစ်နေနိုင်တာကိုသတိထားရပါမယ်ဗျ
လိုအပ်တဲ့ keyboard တွေတင်ပြီးသွားရင်တော့ configuration ကိုပိတ်လိုက်ပါဒီနေရာမှာတော့ start keyman ကိုမဖြစ်မနေနှိပ်ပေးဖို့လိုပါတယ်ကျွန်တော်ဒီမှာခုနက keyboard တွေကိုစမ်းသုံးပြီးစာရိုက်ပြထားပါတယ်Okay ဒါဆိုရင်တော့အခုနောက်ဆုံး keyboard ဖြစ်တဲ့ Zoji keyboard ပဲကြာမှာတော့တယ်အတူတူ install လုပ်ကြည့်အောင်ဗျအရင်ဆုံး Zoji keyboard မတင်မီသိထားရမယ့်အချက်ရှိပါတယ် keyboard ကိုအသုံးပြုနိုင်ဖို့ KeyMagic ဆိုတဲ့ keyboard software နဲ့ Zoji keyboard file ဖြစ်တဲ့ KM2 file ဆိုပြီးနှစ်မျိုးရှိပါတယ်ဒီနှစ်ခုလုံးကို download ဆွဲရမယ် download ဆွဲဖို့အတွက် browser ကိုဖွင့်ပါပြီးရင်တော့KeyMagic လို့ရိုက်ရှာလို့ပါရင်ထိတ်ဆုံးမှပေါ်လာတဲ့တစ်ခုကိုနှိပ်ပါပြီးရင် Windows version ကိုရွေးပြီးနှိပ်လိုက်ပါဒီနေရာမှာ Beta version ကိုမနှိပ်မိဖို့လိုပါမယ်ပြီးရင်ဒီနေရာမှာ keymagic.exe file ဖြစ်တဲ့ exe နဲ့စုံတဲ့ file ကိုနှိပ်ပြလိုက်ပါကျွန်တော်ပြောချင်တာကအချိန်အလိုက် version တွေပြောင်းနိုင်တာမို့ exe နဲ့စုံတဲ့ installer file ကိုနှိပ်ဖို့ပြောတာပါဗျာ Okay ဒါဆိုရင်သူစပြီး download ဆွဲနေပါပြီနောက် Zoji keyboard file ဖြစ်တဲ့ KM2 file ကို download ဆွဲရပါမယ်အရင်ဆုံးအခုကျွန်တော်လုပ်ပြသလို browser မှာ back အရင်ဆုပ်လိုက်ပါဒီနေရာပြန်ရောက်ပြီဆိုရင်ခုကျွန်တော်ဝင်လိုက်တဲ့ official KeyMagic Git repo ဆိုတဲ့ site ကိုဝင်လိုက်ပါဒီနေရာမှာတော့ညာဘက်ချမ်းက releases အောက်က +15 releases ဆိုတဲ့အဖျားရောင်စာတန်းလေးကိုနှိပ်လိုက်ပါဒီနေရာရောက်ရင်တော့အောက်နားလေးမှာအပြာရောင်စာတန်းလေးနဲ့ link တစ်ခုကိုတွေ့ပါလိမ့်မယ်အဲ့ဒါကိုနှိပ်လိုက်ပါမိတ်ဆွေတို့အနေနဲ့အခုလို website တွေဝင်နေရတာအဆင်မပြေရင်လေစိတ်မပူပါနဲ့ဗျကျွန်တော်ဒီဗီဒီယိုရဲ့ description မှာ software နဲ့ keyboard file နှစ်ခုလုံးရဲ့ download link ကိုချပေးထားပါမယ်ဗျပြီးရင်တော့အပေါ်ဆုံးတစ်ခုဖြစ်တဲ့ Zoji LKM2 ကိုနှိပ်ပါဒီနေရာမှာတော့ညာဘက်အပေါ်နားလေးက download button လေးကိုနှိပ်လိုက်ရုံပါပဲဒါဆိုရင်တော့သူ download ဆွဲနေပါပြီဒေါင်းထားတဲ့ file တွေရှိတဲ့ download ထဲကိုသွားလိုက်ပါဒီမှာဆိုရင်လိုအပ်တဲ့ file နှစ်ခုလုံးရပါပြီအရင်ဆုံး KeyMagic Keyboard exe ကိုနှိပ်ပြီးကျွန်တော်လုပ်ပြတဲ့အတိုင်း install လုပ်လိုက်ပါ
ဒီနေရာမှာတော့နှစ်ခုလုံးကိုအမှန်ချစ်ပေးပြီး finish ကိုနှိပ်လိုက်ပါဒီနေရာမှာတော့လိုအပ်တဲ့ keyboard နဲ့မလိုအပ်တဲ့ keyboard တွေကိုပြင်ဆင်ရမယ့်နေရာပါဒီနေရာမှာ default အနေနဲ့ Zoji keyboard မရှိပါဘူးဒါကြောင့်ကျွန်တော်ကတော့ default အနေနဲ့ပါလာတဲ့ keyboard တွေအားလုံးကိုဖျက်လိုက်ပါတယ်ဗျပြီးရင်တော့ add ကိုနှိပ်ပြီးခုနက down ထားတဲ့ downloads ထဲက KM2 keyboard file ကိုရွေးပေးလိုက်ပါဒီနေရာမှာအရေးကြီးဆုံးက Zoji keyboard ကိုပုံမှန် Unicode keyboard ဒီလို taskbar ပေါ်က keyboard switch ကိုနှိပ်ပြီးပြောင်းသုံးလို့မရပါဘူး Zoji keyboard သုံးဖို့အတွက် key မကြည့်ရဲ့ shortcut key တွေကိုပဲအသုံးပြုရပါတယ်ဗျ shortcut key တွေကတော့ key မကြည့်ကိုဖွင့်ဖို့ Ctrl+Shift ကိုနှိပ်ရမှာဖြစ်ပြီး keyboard ရွေးချယ်ဖို့ Ctrl+Space ကိုနှိပ်ရမှာဖြစ်ပါတယ်ပြီးရင်တော့ဒါကိုပိတ်လို့ရပါပြီကဲဒါဆိုရင်တော့ keyboard တွေကိုကျွန်တော်စမ်းရိုက်ပြပါဒီမှာဆိုရင် Zoji နဲ့ရိုက်တဲ့စာတွေကစလုံးတွေမမှန်ဘူးဖြစ်နေပါတယ်။ဒါဘာကြောင့်လဲဆိုတော့ Zoji font မရွေးထားလို့ပါ။ Zoji နဲ့ရိုက်ထားတဲ့စာတွေကို select လုပ်ပြီး Zoji font ရွေးပေးလိုက်ရင်ရပါပြီ။ကဲအားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။ကျွန်တော်ရဲ့ YouTube channel ကို subscribe မလုပ်ရသေးရင် subscribe လုပ်ထားပြီးမမိပါနဲ့ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့